နှစ်ချက်တက်ရင်နားနာလို့စိတ်ညစ်နေပြီလားဒီလိုပြဿနာတွေအတွက်ဆိုရင်တော့ဘာမဆို PNS ပဲ09လေးကအဖြစ်ပါပဲသူ့ကိုတက်ထိုင်းရင်တက်ထားမှတ်တောင်မသိတာလောက်အောင်ပေါ့ပါပါတယ် Bluetooth 5.4ပါလို့ line ပြတ်သွားတာအတန်ထစ်တာမျိုးတွေမရှိပဲ line ငြိမ်ငြိမ်နဲ့သုံးလို့ရပါတယ်အကြိုက်ဆုံးကတော့ case နဲ့ပါတွဲသုံးရင်25 hour ဒီအကြာကြီးသုံးခံတာပါပဲအားသွင်းချင်ရင်လည်းတိုက်စီ charging port နဲ့ဆိုတော့ဖုန်းအားသွင်းကျိုးနဲ့တော်တော်လေးဆင်ပြေပါတယ်နှစ်ချက်တစ်ထပ်ကို 3.7 gram နဲ့ရှိလို့သုံးရတာတကယ်ကိုတက်တောင့်တက်တာပါပဲအလုံးလုံးရင်တချင်းလေးနားထောင်မလားအပြင်သွားရင်ဖုန်းပြဖို့ပဲဖြစ်ဖြစ်ရုပ်ရှင်ပဲကြည့်ကြည့်ဒီကောင်လေးကနေရာတိုင်းတွေ့ပတ်ကြည့်ပါပဲအဲ့ဒါကြောင့်ဘာမဆို AirPod လေးကိုမှာယူခြင်းနဲ့ဆိုရင်တော့ Hello Mobile ရဲ့ Facebook page နဲ့ TikTok page ကနေမှာယူနိုင်တယ်လို့ Hello Mobile ရဲ့ဆိုင်ခွဲထဲမှာလည်းလာရောက်ဝယ်ယူအားပေးနိုင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်